အားလုံးပဲမင်္ဂလာပါခင်ဗျာရှိတဲ့အခါကျတော့အားနာလို့လိုက်ပါဘုမစနေရတခါရဖြစ်လာဘယ်ရပါခဏနဲ့ခေါ်တော့လိုက်သွားတဲ့ခါဘောက်တိတဲ့ခါဆိုပြစ်တာပဲတော့ပြစ်တာမထီတာတော့ဘယ်တက်နိုင်မှာပြောချင်တာရှိတယ်ဘုမရှိတဲ့ခါကျတော့ကိုရင်ကြအကြောင်းမလဲကျွန်တော်လည်းခေါ်တယ်အားကြောင့်ခေါ်အားကြည့်ပဲလိုက်တယ်အာနာမလက်ချင်ပလေယာကြည့်ကြည့်အကေဝလိုက်ပါဒီမှာဒီလေးမရှိတာခေါ်ကြတော့မလက်ချင်အာနာ